ဘယ်ဟိုမှာရတာလဲတဲ့ဘယ်ဟိုမှာကျင်တာတော့ဟမ်ဟုတ်တယ်ကျမ profile ရဲ့အောက်မှာလဲကျမမန်လေးမှာရှိတဲ့စေခန်းနှခမ်းစလုံးရဲ့လိပ်စာအပြည့်စုံလေးရေးပေးထားတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်เนาะလိပ်စာအပြည့်စုံရေးပေးထားတယ် profile အောက်လေးတော့တစ်ချက်လောက်ဝင်ကြည့်အောင်ပါပေါ့ရှင်เนาะဘယ်အတွက်ဘာယောဂအတွက်မှာကျင်တာတော့နော်စီးအောင်စီးကံကျမအမြဲတမ်းပြောတယ်စီးအောင်စီးကံမပြဘူးတခါမှမပြဘူးဆိုလို့ရှိရင်တော့ကျမနဲ့ဘိုင်ဘာမှာအသေးစိတ်တိုင်ပင်ဆွေးနွေးပြီးတော့နော်မိမိယောဂအကြောင်းကိုဂဂနနတေချာပြီးတော့မှဆေးဝယ်ပါဆေးကုသမှုခံယူပြီးတော့ဆေးဝယ်ပါဆေးဝယ်ဖို့မလိုပါနဲ့အမြဲတမ်းပြောတယ်နော်မန်သေးနဲ့အနီးတစ်ဝိုက်ပေါ့နော်မန်သေးနဲ့အနီးတစ်ဝိုက်ကမြို့နေဆိုလို့ရှိရင်တော့လူကိုယ်တိုင်ကိုကြလာပြတာဆေးကန်းကိုလူကိုယ်တိုင်လာပြတာအကောင်းဆုံးပဲနော်ဒါဆိုလို့ရှိရင်ဒါကျမကိုရီးယားကိုပို့ပေးရမယ်လို့လားနော်ဟိုတကယ်ညံကောင်းတဲ့သူတွေတကယ်ကိုမိမိယောဂကိုတက်တာပြောက်ကင်းကျင်တယ်ပေါ့နော်မိမိယောဂဒီလေကောင်းခရီဂျီနာဆိုခွဲနာဆိုကျွန်တော်ပေယောဂအစစ်ထဲမှာပါနေလဲတိတိကျကျသေချာသိကျင်တယ်နော်ဟိုကိုဒီခရီဂျီနာဖြစ်နေတယ်လေကောင်းဖြစ်နေတဲ့အစစ်1နဲ့3လေးပဲစင်ထဲမှာပါနေလဲတစ်ခုတည်းဖြစ်တာလားနှစ်ခုပူးတွဲပြီးဖြစ်တာလားနော်တချို့3မျိုးတချို့5မျိုးထိပူးတွဲဖြစ်နေတာရှိတယ်နော်အမျိုးဆိုတော့မိမိယောဂအခြေအနေကိုတိတိကျကျသေချာနော်လေတီရအောင်ဆိုလို့ရှိရင်ကျမနဲ့เนาะပြည်တွင်းပြည်ပနိုင်ငံတကာကဆိုလို့ရှိရင်ကျမရဲ့ Viber account 3996942394မှာအသေးစိတ်တိုင်ပင်ဆွေးနွေးပြီးတော့စေကူတာမှုခံယူရဲစေးဝယ်ယူရဲเนาะဒါဆိုလို့ရှိရင်ဒါကျမကိုရီးယားလူနာပို့ပေးရပါတယ်နော်ဒါကိုရီးယားလူနာအတွက်ပါအစေးပါစပေးထည့်ပေးထားတာနော်ဒါဆိုလို့ရှိရင်ကျမမိုင်းရဲရှမ်းရှိနော်မိုင်းရဲရှမ်းရှိကိုပို့ပေးရမှာနော်ဒါဆိုလို့ရှိရင်လေကောင်းလူနာဒါဆိုလို့ရှိရင်လေကောင်းနဲ့ဟိုဟာနဲ့တွဲပြီးတော့နှစ်ခုနော်ဂရီဂျီနာနှစ်ခုပူးတွဲပြီးတော့ဖြစ်နေတာဒါဆိုလို့ရှိရင်ကျမရန်ကုန်ပပဲတန်းကိုပို့ပေးရမှာရှင့်နော်သူဆိုလို့ရှိရင်လေကောင်းအဆင့်၄နော်စအိုကျွန်းတာနော်ဒါဆိုလို့ရှိရင်လေကောင်းဂရီဂျီနာရောနှစ်ခုပူးတွဲပြီးဖြစ်နေတာပကူတိုင်းမင်းလာမြို့နေရလူနာနော်ဒါဆိုလို့ရှိရင်ကျမတို့နော်ရွှေဘိုကကလေးမလေးနော်လေကောင်းနဲ့နော်လေကောင်းရဲ့စအိုကွင်းနိုင်နှစ်ခုပူးတွဲပြီးတော့ဖြစ်နေတာအဲ့မျိုးဆိုတော့နော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လည်းတခါလေးရေးပေးထားတယ်လိပ်စာအပြည့်စုံလည်းရေးပေးထားတယ်နော်မန်သေးနဲ့အနီးတစ်ဝိုက်ဆိုလို့ရှိရင်လူကိုယ်တိုင်ကိုကြားစီကန်းကိုလာပြပါကျမရဲ့စီကန်းလိပ်စာကတော့55လမ်း105 106အောင်မလင်မှာစီကန်းတစ်ခု54 A 126 129မှာစီကန်းတစ်ခုနော်စီကန်းမလာခင်စီကန်းဖုန်း39944453 9499ဖုန်းတစ်ချက်တူဆက်ပြီးတော့စီကန်းလာပြပါအမျိုးသားလူနာဆိုရင်အမျိုးသားအနာပေါက်သမားတော်ကိုယ်တိုင်အမျိုးသမီးလူနာဆိုရင်ကျမကိုယ်တိုင်အသေးစိတ်ကြည့်ရှုစက်သက်ကုသပေးပါတယ်ဟုတ်ကဲ့ပါချစ်ရမိတ်ဆွေများအားလုံးအနာရောဂါကင်းစင်ပြီးကျန်းမာပျော်ရွှင်ကြ